那谁拿了？တော်ဘူးကျော် 哎，好的，都叫，回来快嘞，家山交戏。妈个嘞，我怎么马路嘞？ကဲမယိုးနိုင်နဲ့ယိုးမတင်းကြံရဲ့ TikTok ကဏ္ဍအစီအစဉ်ကနေပြန်လဲကြိုဆိုလိုက်ပါတယ်ခင်ဗျာကဲဒီနေ့ကကြတော့ headphone ကြီးကင်ထားတာဆိုတော့ဘာဟင်းလေးဖြစ်မယ်ထင်လဲ Okay စတုဒီတာဗမာလဲစတုဒီတာဗမာလဲ စတုဒီတာဗမာလဲ ဟာတော်ဘူးဆိုပတ် တော်ဘူးကျော် 哎，好的，都叫，回来快嘞， တော်ဘူးဆိုပတ် 都 တော် 叫。 ဘူးဆိုပတ် ဟာရေပြုတ်တွေရေဖြည့်ပြီးပြီလား ရေဘူးတွေ 好的。你屋里 ဟုတ်တယ်ဆိုသူဟုတ်တယ်ဆိုမဟုတ်တော့ငါသိတယ် ရေပြုတ်တွေရေဖြည့်ပြီးပြီလား 谁说 ရေ 呢 ဘူး？တွေရေဖြစ်ပြီးပြီလား 好的，屁到嘛啦，看来你到有没有到嘛啦？ ရေပြုတ်တွေရေဖြည့်ပြီးပြီလား အော်ရေပြတ်တယ်ရေဖြစ်ပြီးပြီလားအောင် 哦 လက်မန်တက်မှာရေကစားကျင်တယ် 哦嘛嘞，哦了蛮的嘛， အာ yes ရေကစားကျင်တယ် 把戏啊的， ဘာမှမရှိဘူးဘာမှမရှိဘူး 哦了蛮的嘛，把别人，哦了蛮的 ဟော 嘛 လက်，မန်တက်မှာရေကစားကျင်တယ် 家山交戏。 မှန်လိုက်တော့လေအော်တော့ဘာလုပ်လဲ အောင်လက်မန်တက်မှာရေကစားကျင်တယ် 哦了蛮的嘛，一个咋进的？ တခုမှန်သွားကဲနောက်တစ်ခု ဗရောက်ပန်းလေးတွေပဲစစ်ထားသူရဲ့ 老板你来演干嘛？ ဗရောက်ပန်းလေးတွေပန်းစင်ထားသူရဲ့ 老板你喂 ဗရောက်ပန်းလေးတွေဗရောက် 老 ပ 板 န်း 你 လေး 追 တွေ ပန်းနဲ့တို့ရဲ့ဂျားမှာတလုံး ကြောက်မှာကြောက်မှာ 叫来。 မယိုးနိုင် မယိုး တဲ့ရိုးမတကြံရောက်ပြီဟေး 哦，哎呀，这帮嘛，没有奶奶有嘛的呢？ ဘာလို့ကြမ်းလဲ ကျန်သေးတယ်တက်ကြမယိုးနိုင်တဲ့ရိုးမတကြံရောက်ပြီဟေး 没有奶奶有嘛的呢？拉比嘿， မယိုးနိုင်တဲ့ရိုးမတင်ကြံရောက်ပြီဟေး 哦，摇比嘿，没有奶奶有嘛的呢？摇比嘿，那不到班嘛，不到班， ဗတောက်ပန်းလေးတွေပဲစစ်ထားသူ အ ရဲ့ ချိန်ကျော်နေပြီလားမသိဘူး 不到班的阿姨呢？ ဗတောက်ပန်းလေးတွေ အချိန်ပြည့်ပြီပတောက်ပန်းလေးပန်းစီထားသူရဲ့ 牛抓的对，蛋变了了呢。 ဟမ် 牛抓的对，蛋变了了呢。 မြူးကြွားတဲ့တေးတဲ့မြူးကြွားတဲ့တေးတဲ့တင်းပြတ်လို့နေ 好的， မြူးကြွားတဲ့တေးပြတ်လို့လို့နေ အာသိ 好的，怎么样？没有 အေး 过。 โอเค 酱， တကြံ 没， တပြေး 高么高？ တကြံ 没高么高？ တကြံထက်ရေကောင်းမကောင်းတကြံတပြေးကောင်းမကောင်း ဘာတော့မယ် ပြောလေရ 这没高么高？ တကြံထမေးကောင်းမကောင်းမှန်လားအာ ဒီကောင်ရရအော်တာပဲ 毛龙一包， မလုံးရေပေါ့ 一粒。 ငါဆဲနာလားမလုံးရေပေါ့အီလေးမှန်ပါပြီလားအေး နိုင်ရစီ 他们 အေးတကြံထပ်ပြောငါတကြံသပြေးပဲကြာတကယ်သူ့အောင်ရမ်းလွယ်တယ် ဟုတ်တယ် လာလာလာကဲ ဟုတ် လာ တယ် လာကဲလာ ဟုတ်တယ် ငါရမ်းတော်တာငါရမ်းတော် မင်းတချင်ပိတ်ညာအောင်ဖြစ်ကောင်းဖြစ်နိုင်တယ် ရမ်းလွယ်ပါ အဲ့မှာမရှိဘူး ကန်ကောင်း ကောင်ကနေတ ကဲ ယ် ကဲနှုတ်ဆက်လိုက်တော့မယ်နော်ကဲအေးရောအခုဂိမ်းလေးပါတော့ကျွန်တော်ကခက်ခဲတဲ့ round ပါဗျာအရင်ချင်းပြည့်ဝစွာနဲ့3ခုစလုံးမှန်အောင်ဖြေနိုင်ခဲ့ပေမဲ့လေတမ ्या လို့ပွဲအရင်ချောင်းနဲ့အရင်ချင်းမပြည့်ဝတဲ့သူကအချိန်ခဏလေးနဲ့နိုင်နေဆိုတော့အဲ့တော့ तू ကတော့ဝင်တာပေါ့နော်ဒါပေမဲ့အားလုံးကဘယ်သူအရင်ရှိလဲဆိုတာသိပါတယ်အဲ့တော့ဒီပွဲဝင်တာကတော့ cherry ပါအဲ့တော့နောက်ပွဲတွေပါရောဘယ်သူတွေကနိုင်သွားမယ်ဘာဂိမ်းတွေဆော့မယ်ဆိုတာရောဒီမယိုးနိုင်တဲ့ယိုးမတင်ကြရဲ့ TikTok ခန္ဓာလေးကိုဆက်ပြီးတော့ကြည့်ပေးကြပါဦးခင်ဗျာအားလုံးပဲပြန်တွေ့ကြမယ်နော် Show money to, ဒီချမ်းကိုဖြတ်တဲ့ညသော Show money to မင်္ဂလာရှိ